ကျင်းတို့ရေတို့ရွာကိုရင်သားကြီးလေဝိုင်းစိန်မအောင်ဇွဲထက်ကဘရက်တစ်စက်နဲ့တင်တောင်းလာတဲ့တော်ကြီးဟုတ်တော့ခုဆိုရင်အင်းကမေကလည်းလေဇွဲထက်ကဒီဇိုင်းနေနဲ့ခင်မိနေပြီတော့ဟုတ်တော့ဟဲ့ခုတို့တွေဝတ်ထားတာတွေကလည်းဇွဲထက်ကဒီဇိုင်းတွေပဲမဟုတ်ဘူးလားအေးဟုတ်တော့ဟုတ်ပါတို့တွေအကုန်လုံးဇွဲထက်ပဲအမလီဒါဒီဘက်ကမလဲဒုနယ်အားလုံးကလည်းဇွဲထက်မှာဇွဲတက်ပဲတဲ့တော့အားလုံးကဇွဲထက်မှာဇွဲတက်ပဲဖြစ်ကုန်